Steve Jobs ဘာကြောင့်စိုက်ခတ်ထဲလက်စမ်းသုံးခဲ့တာလဲစိုက်ခတ်ထဲလက်ဆိုတာကရောပါလဲ Steve Jobs လို့ပြောလိုက်တာနဲ့အပဲကိုတီထောင်သူဤပညာနဲ့ကဘာကိုပြောင်းလဲခဲ့သူဖြစ်လူတိုင်းသိထားကြပါတယ်ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုမှာထူးခြားတဲ့အကြောင်းအရာတစ်ခုရှိခဲ့ပါတယ်Steve Jobs ဟာ1990ဝန်းကျင်သူ့အသက်20လောက်မှာစိုက်ခတ်ထဲလက်ဆေးတွေစမ်းသုံးခဲ့ပါတယ်သူ့ရဲ့ဖန်တီးမှုတွေဖြစ်တဲ့ iPhone, iMac, iBoard စတာတွေရဲ့စမ်းသစ်နေမှုအကြောင်းရင်းတစ်စိတ်တစ်ပိုင်းဟာစိုက်ခတ်ထဲလက်ရဲ့လွှမ်းမိုးမှုတွေပါတယ်ဆိုတာသူကိုယ်တိုင်ပြောပြခဲ့ဘူးပါတယ်စိုက်ခတ်ထဲလက်ဆိုတာကတော့လူအုံနောက်ရဲ့အတိအမြင်နဲ့ဖန်တီးနိုင်စွမ်းတွေကိုတိုးချဲ့ပေးတဲ့ဆေးမျိုးပါဒါတွေဟာမူရစ်ဆေးဖြစ်လို့ကဘာတဝက်နဲ့နိုင်ငံတိုင်းမှာတားမြစ်ထားကြပါတယ်ဒါဆိုဒီလိုဆေးတွေကခွေရေးတစ်ဖြစ်တဲ့ဖန်တီးမှုအတွက်တကယ်ကူညီဖြစ်တာလားကျွန်တော်ရဲ့တစ်တော့မှာစိုက်ခတ်ထဲလက်နဲ့လိုက်ဖက်တဲ့ 3P ဆောင်းတွေ3 video တွေတင်ဆက်ပေးသွားမှာပါတကယ်လို့တင်ကအဲ့ video တွေကိုမနစ်သက်ဘူးဆိုရင်တော့တေချာပေါက်စိုက်ခတ်ထဲလေးနဲ့မထီတွေ့ဘူးတဲ့သူမလို့ပါမိတ်ဆွေကစိတ်ဝင်စားကြိုက်နှစ်သက်သူဆိုရင်တော့ဖြစ်တစ်ခုသွားတိုင်း3 video တွေ3 ဆောင်းတွေကိုတနေရာထဲမှာကြည့်ရှုခံစားပြီးကိုထရီရောက်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ TikTok ကို like and follow လေးတာလုပ်ခဲ့လိုက်တော့